စီးသွားတဲ့အခါမှာပူဆက်ပူလောင်ကြီးနဲ့ခံစားရဘူးလားဒါဆိုရင်တော့စီးပိုးဝင်တာဖြစ်နိုင်ပါတယ်ကျွန်တော်ဒီနေ့တော့စီးပိုးဝင်ခြင်းအကြောင်းနဲ့ပတ်သက်ပြီးရှင်းပြပေးသွားပါမယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒေါက်တာတဝင်းခိုင်ပါအဲ့တော့ပထမဦးဆုံးစီးပိုးဝင်တာနဲ့ပတ်သက်ပြီးတော့ပြောရရင်စီးပိုးဝင်ခြင်းဆိုတာဘာလဲပေါ့နော်စီးပိုးဝင်တဲ့အကြောင်းကိုရှင်းပြဖို့အတွက်ကျွန်တော်တို့အရင်ဆုံးလူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့စီးလမ်းကြောင်းစနစ်အကြောင်းဒါကိုအရင်ရှင်းပြမယ်ကျွန်တော်တို့စီးလမ်းကြောင်းအစဆိုရင်တော့ကြောက်ကနှစ်ခုကနေစပါတယ်လူတစ်ယောက်မှာကြောက်ကလေးနှစ်ခုရှိတယ်သူကကြောဘက်မှာပေါ့နော်ခါနာလောက်မှာရှိပြီးတော့နှစ်ခုရှိပါတယ်အဲဒီကြောက်ကတွေကနေပြီးတော့မှထွက်လာတဲ့ပြုံလေးတစ်ချောင်းစီရှိတယ်အဲ့ဒါကိုစီးပြုံယူရီတာလို့ခေါ်တယ်အဲ့ဒီစီးပြုံတွေကနေမှတစ်ဆင့်ဒီစီးကုံမှာရှိနေတဲ့ AG8 အဲ့ဒါကိုကျတော့ urinary bladder C8 လို့ခေါ်တယ်ပြီးရင်အဲ့ဒီကနေမှတစ်ဆင့်အပြင်ကိုဆွန့်ပစ်ဖို့အတွက်ထွက်တဲ့လမ်းကြောင်းရှိမယ်အဲ့ဒါကိုကျတော့ urethra စီးဆွန့်ပြုံလို့ခေါ်တယ်အဲ့တော့စီးပိုးဝင်နေဆိုတာကဒီလမ်းကြောင်းတွေကိုဘက်တီးရီးယားပိုးတွေဝင်လာတာကိုစီးပိုးဝင်တယ်လို့ခေါ်ပါတယ်အဲ့တော့လက္ခဏာတွေကဘာတွေဖြစ်မလဲဆိုတော့စီးသွားတဲ့အချိန်မှာပူဆက်ပူလောင်ကြီးဖြစ်နေမယ်နာနေမယ်စီးကျင်တယ်လို့ခေါ်တယ်ခဏသွားကျင်တယ်ပေါ့နော်ပြီးတော့လို့ရှိရင်စီးသွားကျင်တဲ့အခါမှာဆိုရင်အရန်ကိုသွားကျင်တာပေါ့နော်ထိန်းထားလို့မရဘူးအမြန်ပြေးမှရတယ်နောက်တစ်ခါကျတော့စီးရောင်တွေနောက်လာလိမ့်မယ်နောက်စီးထဲမှာသွေးစာလေးပါလာတာမျိုးတွေဖြစ်တတ်တယ်ဒီထက်ပိုဆိုးလာပြီဆိုလို့ရှိရင်တော့ချမ်းတုံတာဖျားတတ်တာမျိုးတွေလည်းရှိတတ်ပါတယ်စီးပိုးဝင်ခြင်းနဲ့ပတ်သက်ရင်အမျိုးအစားနှမျိုးရှိတယ်ကျွန်တော်တို့ဒီစိတ်ပညာမှာဆိုရင်တော့ upper UTI နဲ့ lower UTI လို့ခေါ်ရပေါ့နော်ဆိုတော့ဒီ C8 နဲ့ကိုဝင်တဲ့ယောဂပိုးတွေ C8 နဲ့ကိုဝင်တဲ့အခါမှာဒါကို cystitis ပေါ့နော် C8 နဲ့ကိုပိုးဝင်ခြင်းလို့ခေါ်တယ် C8 နဲ့ကိုပိုးဝင်တာကအများဆုံးဖြစ်တဲ့ကိစ္စဖြစ်တယ်အဲ့ဒီကနေမှတစ်ဆင့်အဲ့ဒီပိုးတွေကအပေါ်ကကြောက်ကက် CD တက်သွားလို့ရှိရင်ကြောက်ကက်ပိုးဝင်ခြင်း pyelonephritis လို့ခေါ်တယ်အဲ့ဒီကျရင်တော့ပိုးပြင်းထန်သွားပြီးတေချာကုသမှုခံယူဖို့လိုတယ်ပေါ့နော်ကြောက်ကက်ပျက်စီးသွားနိုင်တယ်အဓိကအကြောင်းရင်းလို့ပြောရရင်တော့အဓိကအကြောင်းရင်းကတော့နံပါတ်1ကတော့ဘက်တီးရီးယားဒီဘက်တီးရီးယားထဲမှာဒီစီးပိုးဝင်စေတဲ့အဓိကဘက်တီးရီးယား E. coli လို့ခေါ်တယ်ပေါ့နော်ဒီကောင်ကဥထဲမှာရှိတယ်ဒီတော့ဒီဝမ်းသွားတဲ့ခါမှာမစင်တဲ့ကနေတစ်စင်ဒီယောဂပိုးတွေကပြန်ပြီးတော့စီလန်းချောင်းတွေကိုဝင်လာလို့ရှိရင်ဒါစီးပိုးဝင်တဲ့လက္ခဏာတွေခံစားရတတ်တယ်နောက်တစ်ခုကကျတော့ယောက်ျားနဲ့မိန်းမမှာဆိုရင်မိန်းကလေးတွေကစီလန်းချောင်းကပို့ပြီးတော့တူတဲ့အတွက်ကြောင့်ဒီပို့ပြီးတော့ဖြစ်လွယ်ရပေါ့နော်နောက်တခြားချက်တွေအနေနဲ့ဆိုရင်တော့လူတစ်ယောက်ကိုယ်ခံအားနေနေတဲ့အခါမျိုးမှာစီးပိုးဝင်လွယ်တယ်နောက်တစ်ခုကကျတော့စီးကြိုသွေးကြိုရှိတဲ့လူနာတွေဆိုမကြာခဏစီးပိုးဝင်တတ်တယ်နောက်ဒီကျန်းမာရေးချိန်တွေရပါတော့စီလန်းချောင်းတွေကိုပိုက်ထည့်ထားတယ်စီးပိုက်တက်ထားတဲ့လူနာတွေမှာဆိုရင်စီးပိုးဝင်တာမျိုးဖြစ်လွယ်ပါတယ်တဲ့နောက်တစ်ခုကကျတော့ဒီလိုဒီစီးပိုးဝင်တာကိုပို့ပြီးတော့ဖြစ်စေတဲ့အချက်တွေပေါ့နော်အဲ့ဒါတွေကဘာလဲဆိုတော့နံပါတ်1ကတော့အမျိုးသမီးတွေပေါ့နော်အမျိုးသမီးတွေကတော့စီးပိုးဝင်တာပို့ဖြစ်တယ်နောက်တစ်ခုကတော့လိင်ဆက်ဆံတာပေါ့နော်အဲ့တော့လိင်ဆက်ဆံတဲ့အခါမှာယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်စီးပိုးဝင်တာမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့သွေးဆုံးပြီးတဲ့အချိန်မျိုးမှာဆိုရင်မိန်းကလေးတွေကပို့ပြီးတော့စီးပိုးဝင်လွယ်တယ်ပေါ့နော်နောက်တစ်ခုကတော့စီလန်းချောင်းကိုပိတ်ဆို့စေတဲ့ယောဂါတွေဆိုတော့ဥမာကြောက်တယ်တာပဲဖြစ်ဖြစ်နောက်ယောက်ျားလေးတွေဆိုရင်တက်ကြီးလာတဲ့အခါမှာစီးကြိတ်ကြီးရပေါ့နော်စီးသွားတာခက်လာတယ်အဲ့လိုအခြေအနေမျိုးမှာစီးပိုးဝင်တာမျိုးပို့ပြီးတော့ဖြစ်တတ်ပါတယ်အဲ့တော့အမျိုးသမီးတွေမှာဆိုရင်တော့80%လောက်ကတဲ့ဘဝတစ်ချောင်းမှာအနည်းဆုံးတစ်ချိန်လောက်ကတော့စီလန်းချောင်းပိုးဝင်တာကိုဖြစ်ပူးကြတယ်ပေါ့နော်ဒီချိန်ထက်ပိုပြီးတော့လည်းဖြစ်တဲ့လူလည်းရှိမှာပေါ့နော်အဲ့တော့ကာကွယ်ဖို့နည်းလမ်းနေဒီစီးပိုးဝင်တာကိုကာကွယ်ဖို့တက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဓိကတော့ရေပဲရေများများတောက်မယ်ဆိုလိုတာကရေများများတောက်တဲ့ခါမှာစီးသွားပြီးတော့ဒီယောဂပိုးတွေကိုဆေးချလိုက်တယ်လို့ပဲပေါ့နော်ဒါကြောင့်မြန်မြန်သက်သာနိုင်တယ်နောက်တစ်ခုရေတန်ရှင်းပေါ့နော်တန်ရှင်းနေဖို့လိုတယ်နောက်လိမ့်ဆက်ဆက်ပြီးသွားတဲ့ခါမှာအတူနေပြီးသွားရင်စီးသွားပေးတာမျိုးလုပ်ရမယ်နောက်စီးသွားခြင်းတဲ့ခါမှာအောက်မထားဘူးချက်ချင်းသွားဖို့လိုတယ်ပေါ့နော်အဲ့တော့ဒါတွေကစီးပိုးဝင်တာကိုကာကွယ်ဖို့အတွက်နည်းလမ်းတွေပါအဲ့တော့ယောဂရှာဖွေရတဲ့ကုသခြင်းအပိုင်းကကြတော့တကယ်လို့ဒီစီးပိုးဝင်တာက1ရက်2ရက်လောက်နဲ့တက်တာသွားတယ်ဆိုရင်တော့ကျွန်တော်တို့ဘာမှလုပ်ဆရာမလိုဘူးပေါ့နော်အဲ့တော့ဒါရေတောက်နေနေသူကသူတက်တာသွားတာမျိုးလည်းဖြစ်နိုင်တယ်အကယ်၍မတက်တာလို့ပို့ဆိုးလာခဲ့မယ်ဆိုလို့ရှင်တော့ဆရာဝန်စီသွားရမယ်အဲ့ဒီခါမှာဆရာဝန်ကဘာလုပ်မလဲဆိုတော့ဒီစီးပိုးမွေးတယ်ပေါ့နော်စီကိုလူနာစီကစီကိုယူပြီးတော့မှဓာတ်ခွဲခန်းမှာပိုးမွေးမယ်ပိုးရှာကြည့်မယ်ပြီးတော့လို့ရှင်ဒါလိုအပ်တဲ့ antibiotic เนาะအဲ့ဒါပရိဇီဝဆေးတွေသုံးပြီးတော့ကုရတယ်အဲ့တော့ဒီနေရာမှာဒီ antibiotic တွေဆိုတာကဆရာဝန်ညွှန်ကြားချက်လိုပါတယ်เนาะဒါဆရာဝန်နဲ့မတိုင်ပင်မဲ့နဲ့ကိုယ်သဘောနဲ့ကိုယ်မတောက်ရပါဘူးပြီးတော့တောက်ခဲ့မယ်ဆိုလို့ရှင်လည်းဆေးဘက်လဲအောင်ပေါ့နော်ရက်ပြည့်အောင်တောက်ဖို့လိုတယ်နောက်ပြီးတော့တစ်ခါတည်းရင်ကြားလို့ရှင်တော့ဒီအောင်းနာတာအတွက်နာကျင်တာသက်သာဖို့ဆေးတွေလည်းပေးတာမျိုးရှိနိုင်ပါတယ်ပြီးတော့စီလမ်းကြောင်းပိုးဝင်တဲ့အခါမှာတယောက်နဲ့တယောက်เนาะဒီယောဂလက္ခဏာတွေနောက်ခံအကြောင်းရင်းတွေပေါ်မူတည်ပြီးတော့ပေးရတဲ့ဆေးတွေမတူတဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာတော့တောက်ရမယ့်ဆေးတွေကိုမပြောသွားပါဘူးเนาะအဲ့တော့တကယ်လို့တယောက်ချင်းစီသိချင်တာရှိတယ်ဆိုလို့ရှိရင် comment မှာလာမေးလို့ရပါတယ်ဒါမှမဟုတ်လည်း Messenger မှာစာပို့ပြီးတော့မေးထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်